ပြောသမီးပိုင်းနဲ့အောင်းနေလို့ဟုတ်လားကျွန်တော်လေးသမီးမစိတ်အောင်ရောက်နေပြီဟမ်သမီးစိတ်အောင်ရောက်နေပြီဘယ်လိုလဲသမီးရဲ့ဘယ်သမီးလဲသမီးသက်တာလို့မသမီးပြန်ရင်းနဲ့ဖတ်ရအောင်လို့အဲ့ဒီဘယ်လိုလဲလို့သမီးဆိုတာဘယ်လိုလဲမသိသမီးပါဆိုဖေးရတယ်ဟုတ်တယ်လေလူလေဘယ်အေးချမ်းမို့လားဟုတ်တယ်လို့မစိတ်အောင်ဆရာမနဲ့ဖုန်းပြောလိုက်မယုံဘူးဟယ်လိုပြောပါမဟုတ်ကဲ့ဆက်ပြရအောင်နော်အေးချမ်းမှုပြပါဟုတ်ကဲ့ပါအဲ့အောင်လို့ဆက်ရောက်နေဦးဆက်ပါလို့ရေးဖို့ဖွဲ့ရမှာနော်ဟုတ်ကဲ့သူ့မိကိုပြောတာမသိဘူးကြာသူ့မိကိုခေါ်လို့မရဖြစ်နေရဲ့ချင်းဟုတ်ကဲ့မတော်လာခဲ့မယ်နော်ဟုတ်ကဲ့ကျွန်မပြောမှနားထောင်အောင်နော်ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့ကြောင့်မေကိုဖုန်းလေးခေါ်ပြီးအခုဒီနံပါတ်ကိုရေးကြည့်လို့ပြန်ခေါ်ပေးဆိုတဲ့အကြောင်းပြောပေးနော်အရေးကြီးနေလို့အားလုံးပဲမင်္ဂလာပါချစ်တငယ်ချင်းတို့ရေဒီနေ့ကတော့ကျွန်တော်နဲ့တူကြည့်ရမယ့်ဗီဒီယိုဖိုင်လေးကတော့ဘယ်လိုလဲဆိုတော့သမီးတယောက်ကဆေးရုံရောက်နေတယ်ဆိုပြီးတော့ငွေလိမ်လည်မှုပေါ့ဗျာအစ်စ်ပေါ့ဗျာကျွန်တော်တို့ဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့တူကြည့်အောင်ပေါ့ဗျာအခုခေတ်ကလည်းတည်တယ်မလားတမျိုးကိုလိမ်လည်နေတော့တာပဲလိမ်မပဲစားရမလားတော့မသိဘူးပေါ့ဗျာနော်တော်တော်ကိုမှဘယ်လိုပြောမလဲအောင်နောက်ဖွယ်ရာတွေပေါ့ဗျာအားလုံးပဲကကြည့်လိုက်အောင်ဗျာနော်အန်လေးကိုတစ်ချက်လောက်ပြန်ပြီးပြောပေးပါလားဟိုတစ်ချက်လောက်ညီမလေးနဲ့ပြောချင်လို့လေအရင်စိတ်ဘူးလို့ပါရှင့်မယ်နော်ကျွန်မပြောလိုက်နော်ဟုတ်ကဲ့ရှင်ဟုတ်ညီမလေးအခုဘလို့ခံစားနေရလဲမမအခုလာခဲ့မယ်နော်ညီမလေးအားမငယ်နဲ့သိလားအမလာခဲ့မယ်သိလားဟိုတူဖြစ်နေတယ်တူတနာပါမိုးညီမလေးကိုလိုက်ပါအောင်ဘလို့လောက်ရမှာမသိသိပါဘလို့သိသွားဘလို့လောက်လဲမသိဒုက္ခပါပဲအခုဆေးရုံပါလေအခုကဆေးရုံကြီးပဲ emergency မှာလားရှင်မဟုတ်ကဲ့ပါရှင်ထုတ်ပါတယ်ဟုတ်ကဲ့ emergency မှာနော်ဟုတ်ကဲ့ရှင်ဟုတ်အဲ့ဆိုလို့ရှိရင်လေဟုတ်ဘလောက်လောက်လို့မလို့မှလည်းမသိဘူးရှင်အခုအရေးပေါ်ဆိုတော့လေဟုတ်ကဲ့အခုအရေးပေါ်တော့9သိန်းပြရမယ်လို့ပြောရရှင်ဟုတ်ကဲ့အရေးပေါ်9သိန်းပေါ့နော်ဟုတ်အဲ့ဆိုမှဟိုကလေဘယ်တဲ့ကိုလွှဲပေးရမလဲမသိဘူးရှင်ဖုန်းနံပါတ်လေးတစ်ချက်တော့ပြောပါလားညီမအခုချက်ချင်းလွှဲတကယ်ကြီးဗျာနော်တကယ်ကြီးနော်တကယ်ကြောက်စရာကြီးပါဗျာနော်တကယ်တမျိုးကိုပတ်လိန်နေကြတာပဲဗျာနော်နေပညာတွေတိုးတက်လာတာနဲ့မှန်သမျှကျွန်တော်တို့တွေနော်ကျွန်တော်တို့လူသားတွေတဖြည်းဖြည်းနဲ့ကြောက်เสียဖြစ်လာပြီဗျာနော်အမျိုးကိုထိခိုက်လာပြီပေါ့ဗျာနေပညာတိုးတက်လာတာနဲ့အမျှလူတွေကတဖြည်းဖြည်းနဲ့အကျဉ်းစရာတွေလည်းမကောင်းတော့တလို့နော်တေဝူပေါ်တူဖြန်ကြဖို့တွေကလည်းတမျိုးကိုအသစ်ဆန်းတွေပေါ်နေတာဗျာနော်တကယ်ကိုမှကြောက်เสียပါကဲအားလုံးပဲဆက်ကြည့်အောင်ဗျာနော်ပြလိုက်မယ်ရှင်ကျမရေးဆိုတော့လေပြမှလည်းမသိဘူးကျမဒီနာဆိုင်သွားထုတ်လိုက်ရမှာအဲ့လိုလားဟုတ်ဘယ်နဲ့လွှဲပေးလို့ရလဲရှင်ဟိုကလေ KP လေးရပါတယ်ရှင် KP ရှိလားမသိဘူးရှင်ဟုတ်ကျမဒီနာဆိုင်သွားမကြည့်လိုက်မယ်နော်ဒီမှာဆရာမတွေမိပြီးတော့ဟုတ်ကဲ့ရှင်ဟုတ်အဲ့ဆိုလို့ရှိရင်လေKP နံပါတ်လေးဆရာမကိုပေးလို့ရလားမသိဘူးရှင်တကယ်လို့ဆရာမတို့အကောင့်ထဲကိုပဲညီမလွှဲပေးလို့ရဆိုတော့တန်းလွှဲပေးလို့ရအောင်လေဟုတ်ကဲ့အဲ့ဆိုခဏလေးခိုင်းတာနော်ဟုတ်ကဲ့ရှင်ဟုတ်ဒီမှာပြောလိုက်တော့မဟုတ်ကဲ့ဟယ်လိုမင်္ဂလာပါရှင်ဟုတ်ကဲ့ရှင်မဟိုလေညီမလေးကလေဘာများဖြစ်တာလဲမသိဘူးရှင်ဟုတ်ကဲ့ဦးတက်တော်လို့ရေးဖို့ဖွင့်ရမှာနော်ဟုတ်ကဲ့ရှင်ဟိုလေဟိုဒေါက်တာဆရာမဟိုလေအခုလက်ရှိ case ကိုကင်နေတဲ့ဒေါက်တာဘယ်သူလဲမသိဘူးရှင်နားမလည်ဘူးရှင်ဟုတ်ကဲ့ရှင် case ကိုအခုညီမလေးရဲ့ case ကိုကင်နေတဲ့ဒေါက်တာဘယ်သူလဲမသိဘူးရှင်ညီမစေးုံကြီးမှာအသိဆရာရှိလို့လေသူကနေတဆင့်ညီမလေးကိုစောင့်ရှောက်လို့ရအောင်ပြောပေးချင်လို့ပါရှင်ဟုတ်ကဲ့ရှင်ဒီမှာလက်ဆက်ပါပါဟုတ်case ကရောcase ကိုကိုင်းတဲ့ဒေါက်တာရောရှင်အခုခွဲမဲ့ဆိုတော့လေခွဲစိတ်မဲ့ဒေါက်တာနာမည်လေးသိလို့ရမလားရှင်ဟုတ်ကဲ့ရှင်အဲ့ဒါကျတော့လေဆရာမကြီးကိုပြန်မိမရမယ်ရှင်ဟုတ်ကဲ့နော်ဟုတ်ကဲ့ရှင်ဟုတ်အခုလက်ရှိဟုတ်အဲ့ဆိုမအခုညီမလေးနားမှာရှိရဆိုလေ nurse ရဲ့နာမည်လေးရောသိလို့ရမလားရှင်အားမလဲဘူးနော်ဒီချက်တော့ခွဲရမကြည့်လို့လေညီမဟုတ်ညီမအခုညီမနာမည်လေးတစ်ချက်လောက်ပြောပေးပါလားရင်အမဟိုဆရာကြီးကိုတစ်ချက်ပြောချင်လို့ရှင်မိုးလင်းမှာဟုတ်မိုးလင်းနော်ဟုတ်ရန်ကုန်ဆေးရုံကြီးကမိုးလင်းပေါ့နော်ဟုတ်အဲ့ဆိုရင်ဟုတ်ညီမဟုတ်မကြည့်နဲ့ဆေးရုံအုပ်ကြီးသိရမလားဆေးရုံအုပ်ကိုလေတစ်ချက်လောက်ဖုန်းဆက်ပေးပါဦးညီမလေးရလို့အခုဟုတ်ကဲ့ရှင်ဟုတ်အဲ့ဆိုလို့ရှိရင်လေဟိုဘယ်ဖုန်းနံပါတ်လေးကိုလွှဲပေးရမှာလဲရှင်ဟုတ်ညီမလေးကအခုရေးပေါ်ဖြစ်နေရောလေဟုတ်ကဲ့ညီမလေးကောက်မသုံးလို့ပါရှင်ဟုတ်ကဲ့ဟုတ်အဲ့ဆိုလို့ရှိရင်ခုနကကိုပေးတဲ့အမကိုပဲတစ်ချက်ပေးပါဦးနော်မဖုန်းလေးလေဆိုတော့အရေးပေါ်ဆရာဝန်ရဟုတ်ကဲ့ဟုတ်အရေးပေါ်ဆရာဝန်ကဖုန်းပြောချင်ဟုတ်ဟယ်လိုဟုတ်ကဲ့ရှင်ဟယ်လိုဟုတ်မှာပြောဟုတ်ကဲ့အမဟာကိုညီမလေးကိုဘယ်နားမှာတွေ့ရလဲဟယ်လိုဟုတ်ကဲ့အမဟိုလေညီမလေးကိုလေအမဘယ်နားလေးမှာတွေ့ရလဲမသိဘူးရှင်အမဒီမှာအတူတူပါပဲနော်ရှင်ဒီမှာမခိုင်းဘူးပါရှင်ဟုတ်ကဲ့ဟုတ်ညီမလေးကိုလေဘိုင်းအောင်နေရအမဘယ်နားလေးမှာတွေ့ရလဲမသိဘူးရှင်ညီမလေးကဒီနေ့ကြောင်းသွားမယ်ဆိုပြီးထွက်သွားတော့လေဟုတ်အပြင်မှာတွေ့တာအပြင်မှာတွေ့ရလားဟုတ်ကဲ့ရှင်ဟုတ်အပြင်မဲ့နားလေးမှာတွေ့ရလဲမသိဘူးရှင်ရုံဝမ်းလည်းလို့မလုံးနဲ့နော်ကျမတို့ဘက်က
ဝင်နေပြောရရှင်နော် အော်ဟုတ်ကဲ့ရှင်ဟုတ်ကျေးဇူးပါနော်ဟုတ်ယုံပါတယ်ရှင်ဟုတ်ဘာလို့လဲဆိုတော့လေမယုံဘူးဆိုလို့ညီမပြန်မေးရတယ်ဆိုတော့ဘာလို့ညီမကိုယ်တိုင်အေဂျင့်မှုဖြစ်နေလို့ပါရှင်အဲ့ဒါကြောင့်ညီမဆေးရုံရောက်နေရအောင်ညီမမသိဘူးဖြစ်နေလို့လေအဲ့ဒါကြောင့်ပြန်မေးနေရတာရှင် ဗီဒီယိုဆောင်ကြည့်ပြီးတူတယောက်ချင်းဆိုင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနော်ဒီထဲမှာတစ်ခုပြောချင်တာကကျွန်တော်တို့နေပညာတွေကအသက်ဆန်းတွေပေါ်လာတာနဲ့အမျှကျွန်တော်လူတွေကိုတဖြည်းဖြည်းနဲ့ဒုက္ခပေးလာပြီပေါ့ဗျာနော်လိန်ကြီးပေါင်းများစွာနဲ့ပေါ့ကဲအားလုံးပဲဒီလိုလိန်ကြီးတွေကနေကင်းလွတ်အောင်ဂရုစိုက်ကြပါလို့ကျွန်တော်နဲ့ကဲပြောချင်ပါတယ်ဗျာနော်ကဲအားလုံးပဲဘိုင်ဘိုင်